ဟောဒီမှာတော့ကျွန်တော်တို့အပင်လေးတွေပေါ့နော်ပင်လေးတွေအများကြီးပဲဒါပေမဲ့ဒါလေးတွေကိုအိုးလေးနဲ့တေချာလောက်ရမှာပေါ့နော်ဟိုမှာအချုံတွေအနွယ်တွေခြုံတွေပိတ်ပေါင်းတွေထားပြီးတော့ရုပ်ဆိုးစုပ်ပြတ်တတ်အဲ့ဒါလေးတွေကိုကျွန်တော်ဦးသေးသေးလေးတွေနဲ့ပေါ့နော်ပြန်ပြီးတော့ပြိုးမလို့ပေါ့နော်ပြီးလို့ရှိရင်နေရာလေးတွေတွားချမှာကိုကတော့ကျွန်တော်ဒါလေးတွေပြန်ပြီးတော့အိုးလေးတွေထည့်လိုက်ပြီးခဏလေးကျန်ရေလောင်းရောင်ပဲရှိတော့တာပေါ့နော်အဲ့တော့ပင်လေးတွေကတော့နာမည်မသိဘူးဘာပင်လက်မှန်တော့မသိဘူးထဲတော့ထဲလိုက်တာပဲအဲ့ဒါအိုးလေးရဲ့ရှေ့မှာစိုက်လို့ရတဲ့ပင်လေးကဲဒီမှာတော့ပင်လေးကိုပြိုးလိုက်ပြီပေါ့နော်ဒါကတော့ဘာပင်လေးလည်းမသိဘူးစူးလေးတွေနဲ့နာမည်တစ်ခုမှမသိဘူးဒီပင်လေးကျွန်တော်လုံတော့လုံနေရပါ